ဒါကတော့ဒီညီမလေးသုံးတဲ့ခြေနှောင်ဖြစ်ပါတယ်ခင်ဗျဒါကတော့ခေါင်းအောင်လေးတွေဒါသူခင်းတဲ့အခင်းပေါ့နော်ဒါကမြေကြီးအောက်မှာကြံကင်းလေးခင်းပြီးတော့နေရတာတွေ့ရပါတယ်ဟုတ်ကဲ့မင်္ဂလာပါများအခုကျွန်တော်ရောက်ရှိနေတာကတော့ဘယ်လိုပြောမလဲဟိုတနေ့ညကမီးဖွာဖို့ဆိုပြီးတော့ကားနဲ့လိုက်ပို့တဲ့မွေးလူနာပေါ့နော်မွေးလူနာရဲ့ကိုဒီမလေးကဆေးရုံတက်တဲ့ခါမှာချက်ချင်းမမွေးသေးဘူးရက်ချင်းပေးလိုက်တဲ့အတွက်မွေးဖွားစရာပတ်စံမရှိလို့ဆိုပြီးတော့လူတန်းထားတဲ့ဒီမလေးစီရဲ့နေရာလေးကိုရောက်ရှိနေတာဖြစ်ပါတယ်ဒါကတော့အဲ့ဒီညကူညီပေးတဲ့ဟိုက်ချက်ကကူညီပေးတဲ့အကိုနဲ့အမပါဗျကျွန်တော်လိုက်ရလုပ်ငန်းလေးမှာလည်းကူညီပေးနေပါတယ်နားမပုံဘူး။ဘုံပြောတယ်တော့မင်းနိုင်ဘူး။တိတ်ခဏဒါကတော့ကဲလက်တွေ့ဘဝတွေဘဝလေးပါပဲဒီလိုမျိုးလေးနေတာဒါသူနေထိုင်တဲ့ဒီမွေးလူနာနေထိုင်တဲ့အိမ်လေးပါသမီးရေဘာလုပ်နေလဲဟိုနေ့ကဟုတ်ကားနဲ့မွေးလူနာဟိုအဲ့တော့ကဗာလဲမွေးစိမ်းမရှိလို့ဟိုဆေးရုံမသွားတာပေါ့ဟုတ်မွေးစိမ်းဆေးရုံမသွားတော့ဟိုစကေကွင်းအကိုကြီးကကားခမ်းမဲ့ကူညီပေးတာဟုတ်ပြီးတော့ဟိုညနာပရာဟိတနေပြီးတော့လေလာတသိန်းဟာတသိန်းလှူပေးတယ်ပေါ့နော်အဲ့ဒါခုဆရာဝန်ကဗာပြောလိုက်လဲမသိဘူးဆရာဝန်ကဒီလမ်းမကုန်ကိုပြန်လာတယ်တဲ့လမ်းမကုန်ပြန်ကြလို့ရှိရင်ဆေးရုံပြန်ချက်ကဆေးရုံပြန်တက်ရမယ်လမ်းမကုန်ခင်မှာဆေးရုံပြန်တက်ရမယ်ဟိုသမီးတော့ညီမလေးနေတဲ့ဆက်ပါအဲ့ပါချင်းအောင်လားချင်းအောင်ညီမလေးသုံးတဲ့ချင်းအောင်ဟိုဗျာချင်းအောင်ပါလေဟိုဆောင်းရရမသိဆောင်းမရှိဘူးလားဟိုဗျာခေါင်းရရခေါင်းမရှိဒါခေါင်းလေးပေါ့ချင်းနော်ဒီလိုလေးပဲနေတာလားဟုတ်ဗျာဟုတ်ပါပြီအဲ့ဒါလေးဟိုနေ့ကကျွန်တော်ညီမလေးကစိတ်မဆိုးရင်အခုတစ်ချက်ခန်းနဲ့ရိုက်မယ်နော်ဟုတ်ရဲ့ဒါကတော့ဒီညီမလေးသုံးတဲ့ခြေနှောင်ဖြစ်ပါတယ်ခင်ဗျဒါကတော့ခေါင်းအောင်လေးတွေဒါသူခင်းတဲ့အခင်းပေါ့နော်ဒါကမြေကြီးအောက်မှာကြံကင်းလေးခင်းပြီးတော့နေရတာတွေ့ရပါတယ်โอเคညီမလေးဟိုလေအလူရှင်လေးတွေရှိလို့လုပ်ပေးမယ်နော်လူရှင်လေးတွေကကြတော့မတ်တက်လိုင်ဝဲဆန်ခိတ္တစင်ကာပူကနေပြီးတော့9000ကိုမဲဆိုင်ပုံနဲ့ဒဇက်ရိုက်လုပ်ငန်းမော်လမြိုင်ကနေပြီးတော့9000နောက်တော့ကုံအေလန်တိုးရှဲရဲကွက်ကမအေးဆန်နာကနေပြီးတော့3000ပေါ့ပြီးတော့မလေးရှားမှကိုဖြိုးဝေအောင်က1000စုစုပေါင်း3,400,000ညီမလေးကိုလှူထားတာရှိလို့လာပို့ပေးရနော်ဟိုလေဒါကအလူရှင်စုစုပေါင်းဆိုရင်တအုပ်2ဦး3ဦး4ဦးပေါ့နော်လူငွေစုစုပေါင်းက3,400,000ရတယ်ပေါ့ညီမလေးမွေးတဲ့ခါကျရင်လေနည်းနည်းအဆင်ပြေအောင်လို့ပေါ့နော်မွေးရဘယ်နေ့မွေးမယ်လို့ပြောလဲဒီလက်မကုန်ကိုဆေးရုံပြန်ချိန်လာတယ်အဲ့ဒီမှာပဲဘယ်လိုအဲ့ရက်ဖြေးတာအဲ့မှာအဲ့ညီမွေးမယ်ဆိုလို့ရှိရင်အဲ့ဒီဆေးရုံပြန်ချက်ပြီးရလို့ဒီတစ်ခါကျရင်တော့ပတ်စံမရှိလို့ဆိုပြီးတော့ဒီမှာပဲလက်တယ်ခေါ်ပြီးမွေးဖို့မကြိုးစားနဲ့နော်တကယ်လို့ဒီကောင်နဲ့အဆင်မပြေဘူးဆိုရင်ဒီဟိုနေ့ကကားကူညီပေးတဲ့အကိုကြီးစင်မှာအကိုကိုဖုန်းဆက်ပြီးပြောပြီနော်အဲ့တော့အခုလက်ရှိလူထားတဲ့အလူရှင်လေးတွေကိုကျေးဇူးတင်စကားပြောပြပါအောင်နော်အခုလိုလူတန်းပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဒီကျမကလည်းအဆင်ပြေပြီးတော့စီးပွားရေးလာပါပြန်လေတိုးတက်ပြီးစီးပွားကျမကြီးလည်းချင်းကြီးကောင်းပါပြီဟုတ်ကဲ့ပါဒီလိုလေးဆက်ရဆင်းနေပါတယ်နော်ဟုတ်ကဲ့ဟုတ်အဲ့တော့အခုလည်းသွားလိုက်ပါနော်ဟုတ်ကဲ့ဟုတ်ကျေးဇူးတင်ပါတယ်ဒါတော့ဘဝတွေကဘဝအစစ်မှန်လေးတွေဖြစ်ပါတယ်ခင်ဗျာလူရှင်အလုံးတွေအထူးပင်ကျေးဇူးတင်ရှိပါတယ်အားလုံးဆက်ရဆင်းပြေကြပါစေ